အဲ့လိုဆိုဒီပြဿနာတွေအတွက်ကိုအဓိကဘာသုံးရမလဲလို့မေးမြန်းတဲ့လူတွေရှိတယ်မဲမော်ကုမ္ပဏီကနေထွက်တဲ့ဂူရုဆိုတဲ့ဆေးကိုငါးစောင်းထည့်သုံးရမယ်စစ်တီဆိုတဲ့ဆေးကိုလေးစောင်းထည့်ပြီးသုံးလိုက်မယ်ဆိုရင်အခုချက်ပိုင်းမှာဖြစ်တဲ့ဒေါင်းတန်းကပင်ညိုးပင်သေးရိုးမေးစစ်ပြုတ်ကိုအဓိကရမှာဖြစ်တယ်အဲ့လိုဆိုတော့အကုန်လုံးကိုအဆင်ပြေစေချင်တယ်အခုချက်ပိုင်းမှာလေရိုးမေးနဲ့ဒေါင်းတန်းကလည်းအခုကတော်တော်များနေတာတော်ဆိုးနေတာဖြစ်တဲ့အတွက်ဒီဆေးတွေကိုဆက်ပြီးသုံးလိုက်မယ်ဆိုရင်ပိုအဆင်ပြေတယ်အားလုံးကိုအဆင်ပြေစေချင်တာဖြစ်တဲ့အတွက်တချို့ဘေးမှာသုံးနေလူတွေလည်းအဆင်ပြေနေပြီအောင်မြင်နေပြီကိုကမသုံးရသေးဘူးဆိုရင်နည်းနည်းနောက်ကျသွားလိုက်မယ်အဲ့ကြောင့်မို့ဒီဆေးတွေကိုဘယ်နေရာမဆိုဘူးလေးပြပြီးတော့မှဝယ်လို့ရတယ်ဆေးနှုံတော့ဆက်တီးဆိုတဲ့ဆေးကိုလေးစောဂူရုဆိုတဲ့ဆေးကိုငါးစောထည့်သုံးလိုက်မယ်ဆိုရင်အခုရက်ပိုင်းမှာဖြစ်နေတဲ့ဂျိုးမေးစစ်ပြုတ်ခါကြီးပန်သေးပန်ညိုးမနေ့ပိုင်းဆိုရင်လမ်းမယ်နေကဲလောက်ဆိုရင်နှောပြီးကြတဲ့ပြဿနာတွေကိုအဓိကရပါလိမ့်မယ်